မြန်မာနိုင်ငံမြန်မာလူမျိုးတို့ရဲ့အစဉ်အလာယုံကြည်ချက်တစ်ခုကဘာလဲလို့ဆိုရင်တရားအခါမှာတရားမင်းဆင်းတယ်တဲ့တရားမင်းလူပြေကိုဆင်းလာတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လောကမှာဒီလိုယူဆယုံကြည်နေကြတော့လည်းပဲဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပိဋကတ်3 တွယ်နိကေ9 ပြာဓမ္မခန္ဓာပေါင်း 84,000ထိုဓမ္မခန္ဓာပေါင်း 84,000ကိုဖွင့်ဆိုတဲ့အထက်ကရာတီကာစာအုပ်တွေထဲမှာဘယ်နေရာမှတော့မပါဘူးဘယ်နေရာမှမပါဘူးကဲသူတော်စင်တို့စဉ်းစားပြီးတော့ကြည့်တရားမင်းဆင်းနိုင်သလားမဆင်းနိုင်ဘူးလားဆိုတာနဲ့ဆင်းကျင်တဲ့တရားဆိုတာတကောဣတိပတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ခဏလေးဆင်းလာလို့ရနော်ဘယ်လိုစဉ်းစားကြည့်ရမလဲလို့ဆိုလို့ရှိရင်လူပြေမှာနှစ်ပေါင်း100ဆိုရင်တာဝရိန္ဒာမှာ1ရက်မနစ်ကတရားမင်းဆင်းဟိုရောက်လို့မှမကြသေးဘူးပြန်ဆင်းရမယ်ဆိုရင်အနေထားမဖြစ်ပေဘူးလားလူပြေမှာအနှစ်100မှတာဝရိန္ဒာမှာ1ရက်ရှိသေးတယ်ဟုတ်ကဲ့လားအဲ့တော့တစ်နှစ်အတွင်းကိုတရားကနေပြီးတော့မနစ်ကဆင်းလာတဲ့တရားဟိုတော့မရောက်သေးဘူးပြန်ဆင်းရမယ်ကိစ္စဘာဖြစ်လို့ဆိုလူရဲ့အချိန်ကာလကသိကြိုတောင်းနေတာဝရိန္ဒာနတ်ပြည်မှာအချိန်ကာလကသိရှည်လျားတယ်ဆိုတော့တရားမင်းကြီးဘယ်လိုလုပ်ပြီးတော့နတ်ပြည်မှာနေနိုင်မလို့10မိနစ်တစ်ခါလူပြည်ဆင်းနေတယ်လို့ဖြစ်မနေပေဘူးလားအဲ့ဒါလို့ယုတ်တိနဲ့ကြည့်မယ်ဆိုလို့ရှိရင်တရားမင်းဆင်းတယ်ဆိုတာလက်ခံဖို့တော်တော်ခက်ပါတယ်နော်တို့တော်လည်းပဲဘုန်းကြီးတို့စာရှိတာလေးကိုဒီနေ့ပြောပြအင်္ဂုတ္တရနိကေ900ထဲမှာအင်္ဂုတ္တရနိကေဆိုတာရှိတယ်အဲ့ဒီအင်္ဂုတ္တရနိကေထဲမှာသာတုမဟာရာဇသုတ်တံဆိုသုတ်တံတစ်ခုရှိတယ်အဲ့ဒီသာတုမဟာရာဇသုတ်တံကလူလောကမှာလူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းတဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့သုတ်တံတရားနဲ့မပတ်သက်ဘူးနော်တရားနဲ့မပတ်သက်ဘဲနဲ့လူလောကကိုနတ်တွေကစုံစမ်းထောက်လှမ်းတယ်ဘာဖြစ်လို့စုံစမ်းထောက်လှမ်းတာတော့ဆိုရင်သူတို့နတ်ပြည်ရဲ့ကြီးပွားတိုးတက်မှုအပေါ်မှာမျှော်လင့်ချက်နဲ့စုံစမ်းထောက်လှမ်းကြတာပေါ့အဲ့ဒီသုတ်တံမှာဆိုထားတာကလာဇန်းရှိရဲ့လာဆုပ်ရှိရဲ့ဥပုပ်နေ့တွေမှာတဲ့သတုမာရနတ်မင်းကြီး၄ပါးရဲ့အချမ်းရံပရိသတ်ထဲကတာဝန်ကျတဲ့ပုဂ္ဂိုလ်ကလူပြည်လူလောကထဲမှာတွားရောက်ပြီးတော့လာရောက်ပြီးတော့လူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းပါလေတဲ့အဲ့ဒါသူတို့စုံစမ်းထောက်လှမ်းတာဘာတွေထောက်လှမ်းလို့ဆိုရင်ကိစီခောဘဟုမနုဿာမနုသေတုမတ္တေယပိတ္တေယသာမင်းညာဗျမင်းညာဥပောသထံဥပဝတ္တန္တိပฏิစာကရွန်တိပုံညာတိကရွန်တိသူတို့ထောက်လှမ်းတဲ့အချက်ကလေးကကောင်းတဲ့အချက်ဖြစ်တယ်နော်လောကမှာလူတွေရှိတဲ့ထဲလူအများစုဟာတဲ့မေတ္တေယမာတုထိတာမေတ္တေယမိဘကိုလှုပ်ချွေးရလားအမေကိုယိုသေးလေးစားမှုရှိရလားလူတော်တော်များများဟာကိုယ့်ရဲ့အမေကိုလေးစားကြရလားလှုပ်ချွေးကြရလားဂရုစိုက်ကြရလားဆိုတာဒီတစ်ချက်ကိုထောက်လှမ်းတယ်နော်နောက်တစ်ခုကပဋ္ဌေယဖခင်ကိုရောရိုးရိုးသေးသေးလေးလေးစားစားနဲ့လှုပ်ကြွေးသမှုပြုကြရလားနှစ်ခုပေါင်းလိုက်တော့မေတ္တေမတ္တေယပဋ္ဌေယအမေနဲ့အဖေကိုမိဘနှစ်ပါးကိုပြုစုဆောင်ရှောက်ကြရလားလှုပ်ကြွေးကြရလားလေးစားကြရလားဒီအချက်ကိုလက်တွေကလာပြီးတော့ထောက်လှမ်းပါတယ်ထောက်လှမ်းတယ်ဆိုတော့ဟုတ်ဝေးကြီးကဆင်းလာတာမဟုတ်ဘူးလူပြည်လူလောကမှာအလုံးသိကြတဲ့အတိုင်းခိုးဆောင်နှတ်ဆိုတာရှိတယ်အိမ်ဆောင်နှတ်ဆိုတာရှိတယ်ကျောင်းဆောင်နှတ်ဆိုတာရှိတယ်ရက်ွက်ဆောင်နှတ်ယုတ်ကစိုးဘုံမစိုးဆိုတာတွေရှိတယ်သူတို့ချင်းချင်းမေးလိုက်ရင်သိတယ်ဟေးဒီရက်ွက်ဆိုလို့ချင်းအေးမြဝတီရက်ွက်ထဲကဟေးအမေဖေးလှုပ်ကြွေးနေတဲ့သားသမီးများဘယ်နှယောက်ရှိလဲမေးလိုက်မှာဟုတ်ကဲ့အေးမြဝတီရက်ွက်မှာရှိတဲ့လူတွေတဲကမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုပေါ်ရတဲ့
အမေဖေကိုပြန်ပြီးတော့မပြောဘူးအမေစကားအဖေစကားနားထောင်နေမိဘနှစ်ပါးကိုဂရုစိုက်တဲ့သားသမီးတွေဘယ်နှယောက်ရှိမိသားစုဘယ်နှဦးရှိသလဲဆိုတာစုံစမ်းနောက်တစ်ခုကသာမင်ညာဗျာမင်ညာသာသနာတော်မှာသာသနာတာဝန်ထမ်းဆောင်နေတဲ့ယဟန်တွေဗျာမင်ညာမြတ်သောအကျင့်ကိုကျင့်ပြီးတော့သူတော်စင်ဖြစ်နေတဲ့ယဟန္တာပုဂ္ဂိုလ်သာသနာဝန်ထမ်းရှင်ယဟန်မွန်မြတ်တဲ့သူတော်စင်တွေအပေါ်မှာကောင်းတဲ့ပုဂ္ဂိုလ်တွေဒီရက်ွက်ထဲဒီမြို့ထဲမှာဘယ်နှယောက်ရှိသလဲဒါကိုစုံစမ်းထောက်လှမ်းပါလေနောက်တစ်ခုကဥပောဒထံဥပဝတ္တတိဥပုပ်နေ့တွေများဥပုပ်ဆောင်ကြရဲ့လားဥပုပ်ဆောင်တဲ့လူများများရဲ့လားဆိုတာကိုထောက်လှမ်းတယ်ပฏิစာကရွန်တိဥပုပ်ဆောင်တယ်ဆိုတဲ့အခါမှာတချို့ကြတော့အကျိုးလေးအပိုလေးနဲ့ပို့ဆောင်ဆိုတော့ဥပုပ်နေ့ကိုဥပုပ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာအဖိတ်နေ့ကကျိုးပြီးတော့ဥပုပ်ဆောင်ဥပုပ်ထွက်တဲ့ရက်လည်းကျိုးပြီးတော့ဆောင်အဲ့ဒီတော့၈ရက်ဥပုပ်ဆိုလို့ရှိရင်9ရက်နေ့ကဥပုပ်ဆောင်တယ်8ရက်နေ့ဥပုပ်ဆောင်တယ်9ရက်နေ့ဥပုပ်ဆောင်တယ်3ရက်အကျိုးအပိုနဲ့စောင့်တာကိုပฏิစာကရဥပုပ်နိုးနိုးကြားကြားစောင့်တဲ့ဥပုပ်လို့ခေါ်တယ်အဲ့ဒါလို့ဥပုပ်များစောင့်ရရဲ့လားဆိုတာစုံစမ်းထောက်လာမယ်နော်ပုံညာနိကရွန်တိကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားအရာထဲမှာဘုရားကျောင်းကံနဲ့ပတ်သက်ပြီးတော့ဘုရားတဲတယ်ကျောင်းဆောက်တယ်ဆွမ်းလောင်းတယ်စသဖြင့်ကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဆိုတာကိုသတ္တမရိနတ်မင်းကြီးတွေရဲ့အချမ်းရံတာဝန်ကျတဲ့ပုဂ္ဂိုလ်တွေကစုံစမ်းထောက်လှမ်းပြီးတော့နတ်မင်းကြီးတွေထိအစဉ်ခံစာပို့ရတဲ့ဒါတရားမင်းကဟိုဟာကြိုင်ဆင်းဒါကြိုင်ဆင်းဆိုတော့မပါဘူးနော်တရားပဲကျွဲတော့သိမစင်းထမှာဘူးနော်လူပြေကကျွဲလေဂျိုင်းနဲ့ကျွဲဆွဲမိလို့ရှိရင်တရားပဲမဲ့အခက်ခံခြင်းခံရမယ်အဲ့တော့တရားကလူပြေလာလို့ရှိရင်တကောဣတိပတ်နဲ့ဒီလိုပဲလာမှာသို့မဟုတ်ဝိဇ္ဇန္တာနတ်အထာကြီးသူ့မှာသိန်းတော်မြင်း1000ကတဲ့နတ်အထာတွေရှိနေတယ်ကျွဲကိုတော့အသိခက်တဲ့ကျွဲသိမထင်ပါဘူးကြည့်ရအဲ့တော့အခုဘုန်းကြီးပြောတာကစာထဲမှာပါတယ်နော်အဲ့ဒါလို့သတ္တုမာရနတ်မင်းကြီးတွေကနေပြီးတော့လူပြေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းခိုင်းတာဘယ်နေ့တွေမှာထောက်လှမ်းခိုင်းလို့ဆိုလာဆန်းရှိရဲ့လာဆုံးရှိရဲ့တဲ့ဥပုံနေ့တွေမှာအဲ့ဒီသတင်းတွေကိုလိုက်ပြီးစုနောက်တစ်ခု14ရက်နေ့တွေကျတော့ဘယ်သူတွေလာတော့ဆိုသတ္တုမာရနတ်မင်းကြီးတွေရဲ့သားတွေကိုယ်တိုင်ဆင်းလာခဲ့တယ်အဲ့ဒီကသူတို့သားတွေကိုယ်တိုင်က14ရက်နေ့ကျတော့လူပြေမှာလာပြီးတော့ထောက်လှမ်းတယ်ဘာတွေထောက်လှမ်းလဲလို့ဆိုရင်ခုနကအချက်တွေပဲဒီမျိုးနဲ့ဒီရက်ွက်ဒီမျိုးကလူတွေဟာအမေကိုဂရုစိုက်ကြရဲ့လားအဖေကိုဂရုစိုက်ကြရဲ့လားယဟန်တန်ဃာတွေကိုဂရုစိုက်ကြရဲ့လားသူတော်ကောင်းတွေများမပြစ်မှားပဲနေကြရဲ့လားဥပုပ်တွေများဆောင်သုံးကြရဲ့လားကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဒီချက်တွေကိုလိုက်စုံစမ်းအဲ့တော့တရားရှိခင်သူတော်စင်ပြိဿတ်တို့နဲ့မှတ်ထားဖို့ရလောကမှာလူရလို့ဖြစ်လာလို့ရှိရင်အမေအဖေပြုစုတဲ့ဒီကိစ္စဟာနတ်တွေကအမတန်လိုလားတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်ထားဖို့နတ်တွေကဘာကြောင့်လိုလားသလဲလို့ဆိုရင်နတ်ပြည်မှာနတ်ချမ်းသာတွေစီးစိမ်တွေခံစားနေရတာအခုလို့မိဘနှစ်ပါးကိုပြုစုခဲ့တဲ့ပုဂ္ဂိုလ်တွေရရှိတာဒါကြောင့်မို့လို့သူတို့ကဒီလိုကောင်းကျိုးချမ်းသာကိုရစေတတ်တဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဒီကုသိုလ်တွေလုပ်ကြရလားစုံစမ်းထောက်ပါထို့တူပဲ15ရက်နေ့လပြည့်လခွေနေ့ညမှာကြတော့သတ္တုမာရနတ်မင်းကြီး4ယောက်ကိုယ်တိုင်ကစုံစမ်းထောက်လှမ်းတယ်တဲ့။အကြမ်းမင်းကြီးဆင်းတယ်လို့မပါဘူးနော်။